ဒီကတိကိုပြောပြရရင်ဗျာမိတ်ဆွေတငယ်ချင်းပေါင်းတင်တွေလည်းငွေရှိမှပေါင်းချင်ညာတာငွေများမရှိရင်လက်မတွေ့တော့မကိုချင်းမပြောချင်မတူတလို့မတန်တလို့ဆက်ဆံရေးတွေပြောင်းလဲသွားတာငွေလေးများရှိလာရင်တော့မုန်းတဲ့သူလေးချီလာကြပြန်စေကာလောက်ကောင်းပြလိုက်ပါတကမကောင်းတော့ရမြင်ကြပြန်ကိုညစ်ခဲ့တဲ့ကျေးဇူးတရားတွေသူတို့မတော်ဘူးဗျာစိတ်တက်တွေအောက်တန်းချနေကျေးဇူးတွေကနေလိုက်တာဒါကြောင့်မို့ဒီကကြီးမှာအရှုံးလွယ်ပြီးငွေမချီလိမ့်နေဗျာယုံလွယ်ပြီးတော့ငွေမချီလိမ့်နဲ့ချီလိမ့်ရင်တော့မာဒီမမေပြန်ရဖို့ဆိုတာဝီးတယ်လူလင်းတွေများတယ်ချီတော့ငါတော့ကြည်သူတင်တကားသူတို့ပါတဲ့ကပြောလာလိမ့်မယ်ပြန်ဆက်ဖို့ဆိုတာဝီးတယ်အကြောင်းမျိုးမျိုးသူတို့လိမ့်နေဒါကြောင့်မို့ကျွန်တော်ရဲ့ဖြစ်မဲ့ဒီပြချင်းလေးနဲ့ပြောလိုက်ပါရသည်ဗျာလူတွေကြောင့်ကိုသိချင်ရင်တော့ပေါ်ရလေးနဲ့ပေါင်းကြည့်လိုက်ပါစိတ်ပေါ်ကိုပွားလုပ်ကြည့်လိုက်စမ်းမအားလုံးကပေါ်ရဆိုတာသိတာလာလိုက်မယ်လူတိုင်းတော့မဆိုလို့ဘူးဗျာတချို့တွေပဲကျွန်တော်ကပြောတာပါမနာပြောတော့လူမုံများတဲ့ဒီကကြီးမဗျာလူလင်းတွေလည်းပိုးတယ်တာပေါင်းတွေလည်းပိုးတယ်တာရင်တော့ကကပေါင်းနေမတာရင်တော့ခေါ်တော့ကြတယ်ဒါကြောင့်မို့ဒီကကြီးမှာလူလင်းတွေတတိထားကြပါစရနာနဲ့ကျွန်တော်ပြောလိုက်မယ်ယုံကြည်မှုကိုလွယ်တုံးသာလုပ်တဲ့လူလေးရှိနေသေးတယ်စမပြေတော့ကလာကြတယ်အစင်ပြေတော့မိတာကြပြန်စစ်တွေလုံးမဆိုရင်တော့လေအကောင့်တွေလည်းမျိုးမျိုးပြောင်းရနေဒါကြောင့်မို့ဒီကကြီးမှာလူလိမ်တွေတတိထားကြပါဗျာဒီကတိကိုပြောပြရရင်ဗျာမိတ်ဆွေတငယ်ချင်းပေါင်းတင်တွေလည်းငွေရှိမှပေါင်းချင်ညာတာငွေများမရှိရင်လက်မတွေ့တော့မကိုချင်းမပြောချင်မတူတလို့မတန်တလို့ဆက်ဆံရေးတွေပြောင်းလဲသွားတာငွေလေးများရှိလာရင်တော့မုန်းတဲ့သူလေးချီလာကြပြန်စေကာလောက်ကောင်းပြလိုက်ပါတကမကောင်းတော့ရမြင်ကြပြန်ကိုညစ်ခဲ့တဲ့ကျေးဇူးတရားတွေသူတို့မတော်ဘူးဗျာစိတ်တက်တွေအောက်တန်းချနေကျေးဇူးတွေကနေလိုက်တာဒါကြောင့်မို့ဒီကကြီးမှာအရှုံးလွယ်ပြီးငွေမချီလိမ့်နေဗျာယုံလွယ်ပြီးတော့ငွေမချီလိမ့်နဲ့ချီလိမ့်ရင်တော့မာဒီမမေပြန်ရဖို့ဆိုတာဝီးတယ်လူလင်းတွေများတယ်ချီတော့ငါတော့ကြည်သူတင်တကားသူတို့ပါတဲ့ကပြောလာလိမ့်မယ်ပြန်ဆက်ဖို့ဆိုတာဝီးတယ်အကြောင်းမျိုးမျိုးသူတို့လိမ့်နေဒါကြောင့်မို့ကျွန်တော်ရဲ့ဖြစ်မဲ့ဒီပြချင်းလေးနဲ့ပြောလိုက်ပါရသည်ဗျာလူတွေကြောင့်ကိုသိချင်ရင်တော့ပေါ်ရလေးနဲ့ပေါင်းကြည့်လိုက်ပါစိတ်ပေါ်ကိုပွားလုပ်ကြည့်လိုက်စမ်းမအားလုံးကပေါ်ရဆို
ဆိုတာတိတာလာလိမ့်မယ်လူတိုင်းတော့မဆိုလို့ဘူးဗျာတချို့တွေပဲကျွန်တော်ကပြောတာပါမနာပြောတော့လူမုံများတဲ့ဒီကကြီးမဗျာလူလိမ်တွေလဲပိုးတဲ့တာပေါင်းတွေလဲပိုးတဲ့တာရင်တော့ကပေါင်းနေမတာရင်တော့ခေါ်တော့ကြတယ်ဒါကြောင့်မို့ဒီကကြီးမှာလူလိမ်တွေတတိထားကြပါစရနာနဲ့ကျွန်တော်ပြောလိုက်မယ်ယုံကြည်မှုကိုလွယ်သုံးသာလုပ်တဲ့လူလေးရှိနေသေးတယ်အစင်မပြေတော့ကလာကြတယ်အစင်ပြေတော့မိတာကြပြန်စစ်တွေလုံးမဆိုရင်တော့လဲအကောင့်တွေလဲမျိုးပြောင်းရဲ့နေဒါကြောင့်မို့ဒီကကြီးမှာလူလိမ်တွေတတိထားကြပါဗျာ